မင်းကလေးတွေတတိထားပါရေးစားထားမယ်ဆိုရင်တိတိကျကျစိတ်တွေကိုတေချာလေ့လာပြီးတော့ကြည်ထားပါအခုခေတ်ယောက်ျားလေးတွေတော်တော်များများကကောင်းတဲ့ယောက်ျားတွေလည်းရှိတယ်လို့မကောင်းတဲ့ယောက်ျားတွေလည်းရှိတယ်ဒါပေမဲ့အခုခေတ်မြင်တွေ့နေရတဲ့ဟာတွေကသူများကိုနစ်ချီတွဲပြီးတော့မယူတဲ့ကောင်တွေအများရှိပါတယ်ယောက်ျားလေးဆိုတဲ့အမျိုးကသူတို့မချစ်ပဲနဲ့လေသူတို့စိတ်အတူတူလုံးနိုင်တယ်နမ်းနိုင်တယ်ပွေဖက်နိုင်တယ်နစ်ချီတွဲနိုင်တယ်သူတို့မလုံးနိုင်တာဘာမှမရှိဘူးဟုတ်တယ်မလားပြီးရင်မိန်းကလေးတယောက်ကိုအချိန်ဆွဲပြီးတော့3 4နှစ်တွဲတယ်4 5နှစ်တွဲတယ်9နှစ်10နှစ်တွဲပြီးတော့ပြန်မယူတာတတိထားပေါ့နော်ဝတ်ဆိုတာကလေတက်တယ်ဒီခေတ်မှာဆိုတာကနောင်ဘဝကိုတူမလဲတော့အခုကိုလုတ်တဲ့ဟာအခုတန်းလေတယ်မောင်နှမရှိတယ်တားသမီးရှိလာအောင်ပါနော်တားသမီးရှိလာအောင်ပါအများကြီးအဆုံးထိအစွန်ထိမပြောရှင်တော့ကိုလုတ်တဲ့ဟာတွေကကိုတိုင်ပြန်မခံရဘူးဆိုရင်ကိုတားသမီးအလက်ပြန်ခံရမှာတေးချတယ်သူတို့တကယ်ချစ်တဲ့ကောင်မလေးကတော့သူတို့အချိန်တွေလုံးဝမဆွဲတော့ဖူးဖူးမုံနေအောင်ကိုထားတာတလနလအတွင်း3လအတွင်းကြီးစားဖြစ်တာနဲ့တန်းယူပလိုက်တာနော်ဖူးဖူးမုံနေအောင်သူတို့ရင်ထဲမှာတင်ထားတာတခါတည်းနဲ့ကိုလုံးဝမခွာနိုင်အောင်ကိုဘယ်လိုမျိုးပြောမလဲအရင်ချစ်ပြီးတော့မခွာနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ပြတာအဲကြောင့်တချို့တွေဆိုရင်စိတ်တန်ရာတွေရပြီးတော့မိမအချင်းချင်းကြိုက်သွားတာတွေရှိတယ်စပင်တွေလုံးဝယောက်ျားလိုမျိုးဖြက်ညက်သွားတာတွေရှိတယ်တချို့စိတ်တန်ရာတွေဆိုရင်နှစ်ချီအများကြီးရထားတာတွေရှိတယ်စိတ်တန်ရာရတဲ့တူတွေဆိုရင်လည်းအများကြီးရှိတယ်အဲကြောင့်မိန်းကလေးတွေတတိထားအခုခေတ်မှာဆိုရင်မတားကောင်းနေအများများတယ်စားပြီးတော့တောင်းမယူကြတဲ့တူတွေအများကြီးရှိတယ်ရေးစားထားမယ်ဆိုရင်တတိထားပြီးယူပါနော်တတိထားပြီးယူပါအတက်ကလည်းမငယ်တော့ဆိုတော့မငယ်တဲ့ကိုကိုအများတတိထားတယ်တိလားတခါတလေမှာမိန်းကလေးဆိုတာကအားတက်တယ်အမေတို့ပြောတယ်လို့မျိုးပဲမိန်းကလေးဆိုတာကတစ်နေ့3ခါအားတက်တယ်တဲ့